variable frequency drive တွေကိုအသုံးပြုမယ်ဆိုရင်အဓိကကြတဲ့ theory သဘောတော်ဝါနဲ့ variable frequency drive မှာ voltage နဲ့ frequency ရဲ့ ratio ကိုနားလည်ဖို့လိုအပ်မှာဖြစ်ပါတယ် solar electricity system တွေအသုံးပြုလာတဲ့ကြားတဲ့အခါမှာ solar panel တွေ inverter တွေ battery တွေဒါတွေသုံးလာကြတဲ့အခါမှာကျွန်တော်တို့ဒီ induction load တွေ motor တွေပတ်တွေကိုအသုံးပြုတဲ့အခါမှာသူရဲ့ steady load တွေပြီးရင်ကျွန်တော်ရေရှည်အတွက်ကိုဒီ load တွေအရန်စားနေတာတွေ capacity မနိုင်တာတွေကြုံရလာတယ်ပေါ့နော်အဲ့အတွက်ကိုကျွန်တော်ကဒီ VFD ဆိုပဲ variable frequency drive ကလည်းဒီတွင်းကြွအသုံးပြုလာကြတယ်ဒီအတွက်ကျွန်တော် VFD နဲ့ပတ်သက်တဲ့အကြောင်းလေးကိုဆွေးနွေးပေးမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်အဓိကအချက်၄ချက်နဲ့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်နံပါတ်1ကတော့ variable frequency drive ဆိုတာဘာလဲနံပါတ်2ကတော့ variable frequency drive တွေကို VFD တွေကိုဘယ်နေရာမှာအသုံးပြုကြသလဲနံပါတ်3ကတော့ဒီ VFD ဖြစ်တဲ့ variable frequency drive တွေကိုအသုံးပြုတဲ့အခါမှာအဓိက theory ရဲ့သဘောတော်ကဘာဖြစ်မလဲနံပါတ်4ကတော့ဒီ frequency drive လို့ပြောတဲ့အခါမှာ frequency တွေကိုအတိုးလျှော့လုပ်ရင် voltage နဲ့ဘယ်လိုမျိုးဆက်နွယ်နေသလဲဆိုတာတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်နံပါတ်1ကတော့ကျွန်တော်တို့ဒီပုံမှာပြထားတဲ့အတိုင်းပေါ့နော် variable frequency drive VFD ဆိုတာပါလေဆို VFD ဆိုတာကပုံမှာအပြည့်တော့ကျွန်တော်တို့ပြောကြတယ် adjustable speed drive လို့လည်းသုံးတယ် AC drive လို့လည်းသုံးတယ်တချို့က inverter drive လို့လည်းသုံးပါတယ်တချို့က VSD လို့လည်းသုံးတာတွေကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ VFD တွေကိုဘာတွေအတွက်အသုံးပြုကြသလဲဆို variable frequency drive တွေကိုဘာနေရာမှာအသုံးပြုတယ်လဲဆိုရင်တော့ပုံမှန်အဖြစ်ဒီ induction load တွေမှာသုံးပါတယ်ဆို induction load ဆိုတာက motor တွေ pump တွေ fan တွေ compressor တွေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ HVAC မှာပါတဲ့ဒီ pump တွေ motor တွေဒါတွေလည်းကျွန်တော်တို့အသုံးပြုမှာဖြစ်ပါတယ်အဲ့တော့အထူးသဖြင့်တော့ဘာလို့သုံးတယ်လဲလို့မေးရင်တော့ခုနကဒီ revolution per minute ကိုထိန်းတာတွေဒီ speed ကိုထိန်းတာတွေ motor ရဲ့ speed ကိုထိန်းတာတွေအပြင်ကျွန်တော်တို့ဒီ start stop တွေမှာပို့ပြီးတော့စနစ်တကျနဲ့ဖြစ်အောင်ကျွန်တော်တို့သုံးဖို့အတွက်ဆိုရင် variable frequency drive တွေကိုအသုံးပြုကြပါတယ်ဒီပုံမှန်ပြ single phase ရှိမယ်3 phase ရှိမယ်ဒီမှာ single phase ကတော့ဒါ220 230 voltage ကျွန်တော်တို့သိထားပြီးသားပေါ့3 phase မှာတော့ကျွန်တော်တို့ဒီ3 phase ကိုတချို့နေရာမှာကျွန်တော်220 voltage လို့လည်းကျွန်တော်တို့တွေ့ရတာရှိတယ်ဘာလို့လဲဆိုတော့ဂျပန်လိုနိုင်ငံမျိုးတွေမှာဆိုလို့ရှိရင် low voltage ပုံစံမျိုးပေါ့3 phase ရဲ့ low voltage ပုံစံမျိုး220 voltage ကိုအသုံးပြုတာတွေလည်းတွေ့ရမှာဖြစ်ပါတယ်သို့တော့ကျွန်တော်တို့ရှိမှာကတော့အသုံးများတာက3 phase ကို380ဒါမှမဟုတ်440 voltage ပေါ့နော်ကျွန်တော်တို့ပြင်းပြအဖြစ်တော့400 voltage ကိုကျွန်တော်တို့ကအသုံးပြုကြတယ်ပေါ့ဒါဆိုကျွန်တော်တို့ဆက်ပြီးလေ့လာကြည့်အောင်ဒါဆိုရင်သူ့ရဲ့ဒီနံပါတ်1ဖြစ်အရေးကြီးတဲ့နံပါတ်3ချက်ဖြစ်တဲ့ဒီ variable frequency drive ကိုအသုံးပြုရတဲ့အဓိကအကြောင်းဒီ frequency ကို control လုပ်တယ်ပေါ့ဒါဆို frequency ကို control လုပ်တဲ့ theory ကဘာဖြစ်မလဲဆိုဒီနေရာမှာတော့ formula of synchronous speed လို့ခေါ်တဲ့ဒီ theory တွေအကြောင်းပေါ့နော်အဲ့တော့ဒီ synchronous speed ဒါမှမဟုတ်ကျွန်တော်တို့ဒီ revolution per minute ပေါ့နော်တမိနစ်မှာ revolution ဘယ်လောက်ထိလက်ပတ်နိုင်တယ်လဲဆိုတဲ့ကဏ္ဍကိုတွက်ချက်တဲ့အခါမှာ120 into f per p ပေါ့နော်ဒီ theory နဲ့တွက်ရမှာဖြစ်ပါတယ်ဒါဆိုအတူတူကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်အဲ့တော့ဒီ RPM လို့ခေါ်တာကိုတွက်မယ်ဆိုရင်120 into frequency perပို့ပေါ့နော်ဒါမျိုးကျွန်တော်တို့ပြောပါရဲ့အဲ့တော့ RPM ဆိုတာကတော့ကျွန်တော် motor speed in revolution per minute motor speed ရဲ့ motor ရဲ့မြန်နှုန်းဒီတမိနစ်မှာဘယ်လောက်လေပတ်နေတယ်လဲဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီနေရာမှာကျွန်တော် frequency ဆိုတဲ့ supply မှာ grid မှာပါကျွန်တော်တို့ရှိမှာတော့ frequency ဒီ90 Hz ကိုအသုံးပြုပါတယ်ပိုးကတော့ကျွန်တော် number of motor ပိုးပေါ့နော် motor မှာပါနေတဲ့ပိုးတွေက2ပိုးတို့4ပိုးတို့6ပိုးတို့ဒီမျိုးတွေရှိပါတယ်အဲ့တော့အဲ့ဒါတွေကိုတွက်ချက်တဲ့အခါမှာဘာကြောင့်ကျွန်တော်က frequency ကိုအတိုးလျှော့လို့ရင်ဘယ်လိုမျိုးသွားသလဲကျွန်တော်တို့အတူတူလေ့လာကြည့်မယ်အဲ့တော့ဒီမှာကျွန်တော်က4ပိုး motor 90 Hz ကိုကျွန်တော်တွက်ကြည့်အောင်ဆိုတော့4ပိုး motor 90 Hz ကိုတွက်မယ်ဆိုရင်120 into 50 Hz က90 Hz ရှိအဲ့တော့90နဲ့190နဲ့မြောက်မယ်ပြီးရင်ကျွန်တော်တို့က4ပိုးဖြစ်တဲ့အတွက်4နဲ့စားလိုက်မယ်ဆိုလို့ရှိရင်သူဒီ1500 revolution per minute ကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်က2ပိုးဖြစ်ပြီးတော့60 Hz ပေါ့နော် Hz က60 Hz ဖြစ်ခဲ့မယ်ဆိုရင်တော့120 into 60ပေါ့ပြီးရင်ကျွန်တော်2နဲ့စမယ်ဒါဆိုကျွန်တော်3600 revolution per minute ကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်အဲ့ဒီတိုင်းပဲစစ်ပိုးကိုလည်းကျွန်တော်ဆက်တွက်မယ်ဆိုလို့ရှိရင်1000 revolution per minute ကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ဟုတ်ပြီဒီနေရာမှာကျွန်တော်တို့အရေးကြီးတာက frequency များလာလေသူ့ရဲ့ revolution per minute ဖြစ်တဲ့ဒီ synchronous speed ဆိုကပို့ပြီးတော့များလာလေဖြစ်မှာဖြစ်ပြီးတော့ဒီ frequency နည်းလာလေ
သူ့ရဲ့ revolution per minute ကနည်းလာလေပြီဖြစ်ပါအဲ့တော့ကျွန်တော်ကမော်တာတွေပတ်နေဒီ induction လောက်တွေကိုအသုံးပြုတဲ့အခါမှာမော်တာရဲ့လေအားကိုဖက်ကနော်ဝုန်းဆိုလဲခိုင်းတာမျိုးမဟုတ်ဘဲနဲ့တဖြည်းချင်းတရစ်ချင်းဆွဲပြီးတော့လဲခိုင်းတာမျိုးကိုအသုံးပြုတာဖြစ်ပါဒါဆိုကျွန်တော်ဟုတ်ပြီဒါဆိုရင် frequency ကိုအတိုးရှုပ်လုပ်ပြီးတော့သူ့ရဲ့ cycle ဒီ motor speed ကိုလဲခိုင်းတယ်ပေါ့အဲ့တော့ motor speed ကိုလဲခိုင်းတဲ့အဓိကအကြောင်းရပါလေဒီ torque လို့ခေါ်တဲ့ဒီအားပေါ့နော်အဲ့တော့ torque လို့ပြောတဲ့ TORQUE ပေါ့နော် torque လို့ခေါ်တယ်အဲ့ဒါဘာလဲဆိုတော့ဥမာ motor ထဲမှာရှိနေတဲ့ကျွန်တော်တို့ဒီဒလက်တွေရှိမှာအဲ့ဒီ motor ရဲ့ဝင်ရိုးဒလက်တွေဝင်ရိုးနဲ့ဒလက်တွေကိုလဲပတ်ဖို့အတွက်အားတစ်ခုလိုအဲ့ဒါကိုကျွန်တော်က torque လို့ခေါ်တယ်အဲ့ဒီ torque လဲပတ်ဖို့အားကိုကျွန်တော်တို့ကဒီ frequency နဲ့ control လုပ်တာပေါ့နော်အဲ့တော့ frequency control လုပ်တဲ့အခါမှာဘာတွဲပါလာသလဲဆိုတော့ voltage ပါတွဲပြီးတော့ပါလာတာဖြစ်တယ်ဒါဆိုကျွန်တော်ဆက်ကြည့်အောင်ဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က voltage နဲ့ frequency ratio ကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါဟုတ်ပြီဒီနေ့မှာကျွန်တော်က voltage နဲ့ frequency ratio ဆိုတဲ့နေရာမှာ frequency ကို short ချရင် voltage ပါလျော့ကျလာမယ် frequency ကိုတိုးလာရင် voltage ပါတက်လာမယ်ပေါ့နော်ဒီသဘောလေးနဲ့ကျွန်တော်တို့ကသူ့ရဲ့ ratio တိုင်းတွားတယ်ပေါ့ဒါဆိုကျွန်တော်တို့ကတစ်ချက်ကြည့်အောင်ပါ voltage ကမလုံလောက်ဘူးကျွန်တော် frequency နဲ့ voltage နဲ့သဘောတရားကိုကြည့်ပြီးတော့မှ motor လောက်ကိုကျွန်တော်တို့ကအသုံးပြုသွားမှာဖြစ်ပါဒါဆိုလို့ရှိရင် voltage နဲ့ frequency ရဲ့ ratio ကဘာဖြစ်မလဲပေါ့အဲ့ဆိုကြပါစို့ကျွန်တော် rated voltage က400 voltage ရှိမယ် rated frequency က50 Hz ရှိမယ်ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီ400 voltage ကို50နဲ့စားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်က h voltage per Hz ကိုရမယ်အဲ့တော့ပြောချင်တာက1 Hz မှာပေါ့နော်1 Hz မှာကျွန်တော်က voltage h volt ကိုရမယ်ဒါစီသူ့ရဲ့ ratio ဖြစ်သွားပြီပေါ့နော်1 Hz မှာ h voltage ဖြစ်ဒါဆိုရင်ကျွန်တော်ဆိုကြပါစို့ကျွန်တော်ကဒီ frequency ကိုကျွန်တော်က50 Hz ကနေ25 Hz ကို short ချခြင်းအဲ့တော့အဲ့25 Hz ကို short ချဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က1 Hz မှာ8 voltage ဖြစ်တဲ့အတွက် h နဲ့မြောက်မယ်25 into h ဖြစ်မယ် voltage 200 voltage ကိုထုတ်ပေးဖို့လိုအပ်မှာဖြစ်ပါအဲ့တော့ voltage နဲ့ frequency ဒီသူ့ရဲ့အရှိုးတိုင်းပဲကျွန်တော်တို့တွားနေမှာဖြစ်ပါတယ်ဒါကလည်းဒီ variable frequency device ကိုအသုံးပြုလဲဆိုရင်ဒါကိုကျွန်တော်တို့သဘောပေါက်နားလည်ထားဖို့လိုအပ်မှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်နောက်တဲ့အရေးကြီးတာဘာဖြစ်မလဲပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့အသုံးပြုတဲ့အခါမှာဘာလိုအပ်လာလဲဆိုတော့တခါတည်းမှာဒီ Hz တွေကမော်တာလေပတ်မှုတွေမှာတစ်ဖြည်းဖြည်းရောကြလာတဲ့အခါမှာ Hz ကို short ချလာတယ် Hz ကို short လာတဲ့အခါမှာ Hz ကဥမာ10 Hz 50 Hz ပေါ့နော်15-10အောက်ကိုရောက်လာခဲ့မယ်ဆိုရင် voltage ကအရင်နည်းလာအဲ့ voltage အရင်နည်းလာခဲ့ရင်သူ့ရဲ့ torque ပေါ့နော်ကျွန်တော်တို့ဒီမော်တာရဲ့ level အားကိုပေးနိုင်မဲ့အားကတဖြည်းဖြည်းနည်းလာမယ် voltage နည်းလာရင်ဒါကရောကြလာတဲ့သဘောရှိရပေါ့နော်အဲ့တော့အဲ့ဒီ voltage drop ပြင်းလာမယ်ဆိုဒီသဘောဆောင်နေဒါကြောင့်မို့လို့ကျွန်တော်တို့ကဘာလုပ်ပေးရလဲဆိုတော့ boost လုပ်ပေးရတယ် voltage ကို boost လုပ်ပေးရတယ်အဲ့ဒါကိုကျွန်တော်က boost voltage လို့ခေါ်တာပေါ့နော်အဲ့တော့အဲ့ဒါအတွက်ကိုကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ဒီ VFD ထဲမှာရှိတဲ့ parameter setting ထဲမှာသွားပြီးတော့မှ boost voltage ဆိုပြီးကျွန်တော်ကသွားပြီးတော့ချိန်ပေးရတယ်ဥပမာကျွန်တော်က Hz 10 Hz အောက်ကိုရောက်လာခဲ့မယ်10 Hz အောက်ရောက်လာခဲ့မယ်ဆိုရင် voltage ကို20 voltage တိုးပေးပါဒီလိုကျွန်တော်ကသဘောဆောင်တယ်ပေါ့ဥပမာကျွန်တော်က Hz က10 Hz ရောက်သွားပြီ10 Hz ရောက်သွားပြီဆိုရင် h voltage ဖြစ်တဲ့အတွက်ကျွန်တော်80 voltage ဖြစ်မယ်ပေါ့နော်ပုံထဲမှာကျွန်တော်ပြထားတယ်အဲ့တော့80 voltage ကိုကျွန်တော် boost က20 voltage ဖြစ်သွားမှာဖြစ်တဲ့အတွက် total voltage စီ100 voltage ဖြစ်သွားမယ်ဒါသည်10 Hz နဲ့10 Hz အောက်ကိုရောက်ခဲ့မယ်ဆိုရင် voltage ကိုတိုးပေးလိုက်တယ်များလာပဲပေါ့နော်10 Hz တို့50 Hz တို့ကိုသတ်မှတ်ထားတဲ့ Hz တက်ကိုများလာခဲ့ရင်တော့သူ့ရဲ့ boost ကိုကျွန်တော်က auto ပိတ်သွားစေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးမှာတော့ variable frequency drive ဆိုတာဘာလဲ variable frequency drive ရဲ့အသုံးပြုတဲ့နေရာတွေကဘယ်နေရာတွေမှာသုံးတာလဲသူ့ရဲ့ theory ကကောဘာလဲ voltage နဲ့ frequency ရဲ့ ratio ကကောဘာလဲဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးတော့တာဖြစ်ပါတယ်ဒီဗီဒီယိုလေးကလူချင်းမင်းတို့အတွက်တန်ဖိုးရှိစေခဲ့ရင် comment ကနေ yes ဆိုမှန်သွားပေးပါကျေးဇူးတင်ပါတယ်